ဒီအမျိုးသမီးတေဆုံးသွားခဲ့တာ3ရက်တောင်ရှိနေပါပြီဘယ်သူမှလည်းသူမပြန်ရှင်လာလိမ့်မယ်လို့မထင်ကြတော့ပါဘူးဒါပေမဲ့အဲ့ဒီနေ့ညမှာပဲအရာအားလုံးကိုပြောင်းလဲပြစ်မဲ့စမ်းကြယ်တဲ့ကိစ္စတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ရုတ်တရက်ဆိုသလိုတောကြောင်တွေအများကြီးရောက်လာပြီးတေဆုံးနေတဲ့သူမရဲ့ဘေးမှာလာထိုင်ကြတာပေါ့ကြောင်တွေအကုန်လုံးကလုံးဝကိုတိတ်ဆိတ်နေပြီးစမ်းကြယ်တဲ့ဆုံးကဝေအတက်တစ်ခုခုကိုလှုပ်ဆောင်နေတယ်လို့မျိုးသူမကိုအဝိုင်းလိုက်ဝိုင်းနေလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့အဝိုင်းရဲ့အလဲတက်တက်မှာကြောင်နဲ့ကြီးတစ်ကောင်ပေါ်လာပါတယ်သူမရဲ့နာမည်က Midnight ကရှေ့ကိုလှမ်းထွက်လာတဲ့အချိန်မှာကြံတဲ့ကြောင်တွေအားလုံးကယိုသေးတဲ့အနေနဲ့ခေါင်းတွေငုံပေးလိုက်ကြပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကပို့ပြီးတော့စမ်းကြယ်လို့လာတာပေါ့ Midnight ကအမျိုးသမီးရဲ့ရင်ဘတ်ပေါ်ကိုဖြည်းဖြည်းချင်းတက်သွားပြီးအသက်ကိုပြင်းပြင်းရှူလိုက်တဲ့အချိန်မှာပဲအံ့ဖွယ်မှုတစ်ခုဖြစ်ပျက်ခဲ့ပါတော့တယ်တေဆုံးနေတဲ့အမျိုးသမီးရဲ့ပိတ်ထားတဲ့မျက်လုံးတွေကချက်ချင်းပွင့်လာပြီးမျက်ဝန်းထဲမှာကြောင်တွေလိုမျိုးစိမ့်ဖက်အယောင်တွေတောက်ပလာခဲ့ပါတယ်ခဏကြာမှပဲသူမရဲ့ခန္ဓာကိုယ်ကြီးတုန်ခါလာပြီးပြန်ရှင်လာခဲ့ပါတယ်ဒါပေမဲ့သူမကအရင်လိုလူသားတစ်ယောက်မဟုတ်တော့ပါဘူးသူမရဲ့အမြင်အာရုံတွေကအံ့ဩစရာကောင်းလောက်အောင်ဆွဲချလာပြီးအဝေးကြီးမှာရှိတဲ့အသေးမွားရာလေးတွေကိုတောင်ပြက်ပြက်တသားမြင်နိုင်လာပါတယ်ဒါတင်မကသေးပါဘူးထူးဆန်းတဲ့ခွန်အားနဲ့အရှိန်ဟုန်တွေကိုပါပိုင်ဆိုင်လာခဲ့တာပါသူမကမတ်တက်ရက်ပြီးမြို့ထဲကိုတန်းပြေးသွားတဲ့အခါအိမ်ရဲ့ဒုတိယထပ်အထိတောင်အလွယ်တကူခုန်တက်နိုင်နေပါပြီသူမရဲ့တိုက်ခန်းကိုရောက်တဲ့အခါမှာလည်းဘာမှမဖြစ်တယ်လို့မျိုးပြတင်းပေါက်ကနေအตาလေးတိုးဝင်သွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့သူမကအမြင့်ကြီးရှိတဲ့ဘီရိုပေါ်ကနေပြုတ်ကျခဲ့ပေမဲ့ဘာနာကျင်မှုကိုမှမခံစားရပါဘူးအဲ့ဒီနောက်အခန်းထဲမှာထိုင်နေတဲ့ကြောင်လေးတစ်ကောင်ကိုသတိထားမိလို့တောက်ကောက်ချလိုက်တဲ့အခါကြောင်လေးရဲ့လက်ပင်မှာဟောင်းနှံနေတဲ့လက်ပတ်ကျိုးလေးတစ်ခုခြိထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအပေါ်မှာရေးထားတဲ့လိပ်စာအတိုင်းသူမချက်ချင်းသွားကြည့်လိုက်တာပေါ့အဲ့ဒီအိမ်ထဲမှာတော့ကြောင်ကောင်ပေါင်းများစွာကအဖွားကိုတယောက်ကိုဝိုင်းပြီးတိတ်ဆိတ်ထိုင်နေကြပါတယ်အဖွားကသူမကိုတေချာစိုက်ကြည့်ပြီး Midnight ဆိုတာရိုးကြောင်မဟုတ်ဘူးသူကရှေးဟောင်းဖျားကြောင်ကြီးတစ်ခုကိုရာစုနှစ်ပေါင်းများစွာကြာအောင်စောင့်ရှောက်လာခဲ့တာလူသားတွေဘလို့မှနားမလည်နိုင်တဲ့မော်စွမ်းတွေကိုပိုင်ဆိုင်ထားတာပေါ့လို့ပြောလိုက်တဲ့အခါအမျိုးသမီးတယောက်လုံးဝကိုအံ့ဩမြင်သက်သွားရပါတော့တယ်